တော့ဘန်တထေးတယောက်စီကိုမိမကြီးတယောက်ကပတ်စံလာအပ်ဘလောက်လာအပ်လဲဆိုဒေါ်လာ3 သိန်းလာအပ်ဘန်တထေးကအဲ့ဒီမိမကြီးပုံကြည့်လိုက်တဲ့အခါမှာအဲ့ဒီမိမကြီးစုပ်တီးစုပ်ပြတ်နဲ့စုပ်ပြတ်တဲ့နေအောင်ဝတ်ထားတော့အန်ဒီအဲ့မိမကြီးကသူ့ရဲ့အတော်ရွယ်လောက်ရှိတော့အန်ဒီဒီပတ်စံတွေကိုဘယ်ကနေသွားပြီးတော့ခိုးလာတာတော့အဲ့တော့မိမကြီးကဒေါသထွက်နေငါ့ကိုဘာတွေလာပြောနေတာလဲငါဒီပတ်စံတွေကိုခိုးလာတာမဟုတ်ဘူးငါလောင်းကစားလုပ်ပြီးနိုင်တာတို့စီမှာလောင်းကစားတရားဝင်လုပ်လို့ရတာငါမင်းညကာစီနိုလောင်းပြီးနိုင်တာအဲ့ဒီမိမကြီးပုံကြည့်ရတဲ့စုပ်ပြတ်သက်နေတော့ဘန်တထေးကမယုံဘာတွေလာပြောနေတာလဲအဲ့ဒီပုံတွေကကာစီနိုဝိုင်းနေတော့ဝင်လို့ရမှာမဟုတ်ဘူးဘလို့ဖြစ်လို့ဒါနိုင်တာမဖြစ်နိုင်ဘူးအဲ့ဒီခါကျတော့မိမကြီးကဒေါသထွက်ပြီဘန်တထေးနင်းအဖိုးတွေမပြောနဲ့ငါလောင်းကစားလုပ်တတ်တာနင်းမယုံဘူးဆိုရင်နင်းနဲ့ငါနဲ့လောင်းမလားနင်းနဲ့ငါနဲ့လောင်းလို့ဆိုဘန်တထေးနင်းနဲ့မျက်လုံးပြူးသွားတယ်အဲ့ဆိုဘာကြီးလောင်းပါလဲအန်ဒီဘာကြီးလောင်းမလဲတေချာနင်းနားထောင်နင်းရဲ့တင်ပါမှာနော်နင်းရဲ့တင်ပါမှာတက်တူးတစ်ခုရှိကိုရှိရအဲ့မမနင်းရဲ့တင်ပါမှာတက်တူးတစ်ခုရှိကိုရှိရမှာဆိုဘန်တထေးကသူ့တင်ပါသူပြန်ဆန်းငါငငယ်လေးတွေကတင်ပါမှာတက်တူးတစ်ခါမှမထိုးဘူးအဲ့ဒီဘာတွေလာပြောနေတာလဲကျုပ်ငငယ်လေးတွေကကျုပ်တင်ပါမှာဘာတက်တူးမှမထိုးဘူးအဲ့ခါကျတော့အဲ့အတော်ကြီးကဘာပြောလဲဆိုမိမကြီးကနင်းအပိုးတွေမပြောနဲ့နင်းတင်ပါမှာတက်တူးရှိမရှိမနှက်ဖြန်မနှက်ရောက်ရင်မနှက်ဖြန်မနှက်9 နာရီရောက်ရင်ငါနစ်စီကိုပြန်လာမယ်အဲ့ဒီအချိန်ကြရင်နင်းရဲ့တင်ပါမှာတက်တူးတစ်ခုရှိကိုရှိရဘန်တထေးကစဉ်းစားလူဆိုတာကိုတင်ပါကြောင့်တော့ကိုသိဆုံးမယ်ဟလားเนาะကျွန်တော်တို့အခုချိန်ထိတော့တက်တူးမရှိဘူးဒါပေမဲ့မနှက်ဖြန်မနှက်9 နာရီလာမှာဆိုဒီကိစ္စမှာအခြေအနေတစ်ခုတော့ရှိတယ်အဲ့တော့ဒီနေ့မနှက်9 နာရီမနှက်ဖြန်မနှက်9 နာရီဆို24 နာရီအတွင်းမှာသူ့ရဲ့တင်ပါကိုသူကောင်းစွာစောင့်ရှောက်ထိမ့်သိမ့်မှုလို့နော်ဒီတညမှာလာပြီးတော့သူအဲ့နေတော့တယောက်ကလန်ပြီးတော့လာပြီးတော့ဒီမှာတက်တူးထိုးသွားရင်သူရှုံးသွားလိမ့်မယ်ရတယ်ငါဒေါ်လာအများကြီးရမှာပဲဒေါ်လာ3 သိန်းတောင်ရမှာပဲနော်ဒါကြောင့်လောင်းမယ်သဘောတူလိုက်အဲ့ဒါနဲ့တညလုံးဘန်တထေးကမအိတ်တော့ဈေးညံလျှောက်တယ်အိတ်လိုက်တာနဲ့သူ့တင်ပါကိုလန်ပြီးတော့တယောက်ကတက်တူးလာထိုးမှာဆိုလို့နောက်တနေ့မနေ့9 နာရီရောက်တော့ဘန်တထေးကမြတ်တွဲအဟောင်းသားနဲ့ဒါပေမဲ့နိုင်တော့မယ်ပျော်ပြီးတော့စောက်အဲ့ဒီမိမကြီးကိုစောက်အဲ့ဒီကမှခုနမနေ့ကလာတဲ့မိမကြီးကလူတယောက်နဲ့အဖော်တယောက်တော့ခေါ်လာတာပေါ့လူတယောက်နဲ့ဘန်ကိုရောက်လာကဲဘန်တထေးဒါငါရဲ့အတိတ်တွေပဲကဲနင်လှန်ပြတော့အဲ့တော့ဘန်တထေးကသူ့တင်ပါကိုသူလှန်ပြဘာတတူးမှမရှိဘူးအဲ့တော့တရုတ်မကြီးတီတီငင်ငင်ပဲဒေါ်လာ3 သိန်းကိုဘုတ်ဆိုပြစ်ချပြီပဲကဲဒါဒေါ်လာ3 သိန်းရော့ငါရှုံးပြီဒါပေမဲ့သူနဲ့လိုက်လာတဲ့သူကချုံမွဲချပြီးငိုပါလေရောအဲ့တော့ဘန်တထေးကကြောက်သွားတယ်အန်ဒီနဲ့ပါလာတဲ့သူဟိုဘက်ဘေးကသူကစိတ်ကောမှန်ရင်လားဘာဖြစ်လို့သူကဒီလောက်တောင်ငိုနေတာလဲအဲ့ခါကျမှအဲ့မိမရရေးပြီးပြောတာဘန်တထေးသူနဲ့ငါနဲ့ကဒီနေ့ဘန်တထေးဖင်လန်ပြမပြငါတို့ဒေါ်လာ9 သိန်းကြီးလောင်းထားတာနင်ငါလောင်းကစားလုပ်တတ်တာနင်ယုံပြီမို့လားဆိုအဲ့ကြပါဘန်တထေးကြောက်သွားအဲ့တော့ကျွန်တော်တို့ဒီကိစ္စမှာမိမကြီးကအဲ့ဒီအန်တီကြီးကလိန်တာမဟုတ်ဘူးနော်ဘန်တထေးနဲ့သူနဲ့သဘောတူညီချက်မှာဒေါ်လာ3 သိန်းလောင်းနဲ့သူရှုံးနေပေးတယ်ဒါပေမဲ့နောက်တစ်ယောက်နဲ့ပြန်မလောင်းရဘူးဆိုတဲ့သဘောတူညီချက်မပါဘူးအဲ့တော့တစ်ခါတလေကျရင်ကျွန်တော်တို့ကလုပ်ငန်းတွေလုပ်တဲ့အခါစီးပွားရေးလုပ်တဲ့အခါမှာလည်းဒီလိုပဲကျွန်တော်ဒီနေ့ခေတ်ဟာအုံနောက်ကစားနေရတယ်အဲ့တော့ကျွန်တော်တို့တွေဟာမျိုးရဲ့လုပ်ငန်းအသီးသီးကိုပုံမှန်လုပ်လို့မရတော့ဘူးဒီနေ့ခေတ်ကအခြားသူတွေထက်နှာတစ်ပြားလောက်ပဲ